ပါရှင်ဂျူးကိုမတွေ့ရကြတော့မေ့နေကြပြီမဟုတ်လားဂျူးဒီရဲ့ဘာလာပြောပြလဲဆိုရင်ဂျူးဘယ်ဒေသမှာနေလဲဘယ်မြို့မှာနေလဲပြီးရင်ဘယ်နိုင်ငံရောက်နေလဲဆိုတာအရင်အမေများတို့လည်းပြောပြတာဖြစ်ပါတယ်ဂျူးကရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့မှာနေထိုင်ပါတယ်ဘာလူမျိုးလဲဆိုတာကတော့ဂျူးကတော့အခါလူမျိုးပါရှင်ပြီးရင်အခုလက်ရှိဘယ်မှာရောက်ရှိနေလဲဘယ်မှာနေထိုင်နေလဲဆိုရင်ဂျူးကအမေရိကန်နိုင်ငံမှာရောက်ရှိနေပါတယ်ပြီးရင်အများပိုင်းကြတော့ပါပေါ့အခါလူမျိုးလို့ပြောပြလိုက်အေးမသိဘူးမကြဘူးဘယ်နာတွေနေကြလဲဘယ်နိုင်ငံတွေမှာနေကြလဲလို့အရင်အမီများတယ်အခါလူမျိုးတွေကြတော့အဓိက9နိုင်ငံမှာနေထိုင်ကြပါတယ်ဗီယက်နမ်လာအိုမြန်မာထိုင်းတရုတ်ဆိုမှနေထိုင်ကြပါတယ်ပြီးရင်တခါလူမျိုးတွေရဲ့အကြောင်းတစ်ခုခုသိချင်တာရှိရင်လည်းဂျူးကိုမေးလို့ရပါတယ်တိတလောက်မျှဝေပေးပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်